Hello မင်္ဂလာပါကျွန်မနေကမိကဆက်ပြကုန်ညဆိုင်နေပြန်နေကြလို့ပါတယ်ကဲကျမတို့အိမ်မှာအခုဖြော်ပြီးတော့သုံးဆရာဆက်ပြကြီးမရှိတော့တဲ့အတွက်ကျမဒီမှာဆက်ပြကိုဖြော်ပြပါမယ်ဒီမှာကျမတို့ AB တစ်စိတ်ကလေးအနီကိုပဲသုံးထားပါတယ်ရှင်ကျဲပြော့ပါရှင်ဒီမှာနော်ကျဲပြော့ပါအခုကျမဖြော်ပြပါမယ်ကဲပထမဦးဆုံးနေကျမကျဲကိုအရင်ထည့်ပါတယ်အဲ့တော့ရေတန့်နဲ့ပဲဖြော်ပါမယ်ကျမတို့အိမ်ကရေတန့်ကြီးနဲ့နန်နေပေါ့နော်အဲ့အောင်မဖြော်ဘူးဆက်ပြပြသွားမှာဆိုကဲပြီးရင်စားကျမလက်နှစ်ဆုပ်စားထည့်ပြီးတော့ခြေထဲကိုလက်စားလက်နဲ့စုပ်စာထည့်ပြီးတော့မှွေပြပါမယ်။အခုကျမရဲ့စီလီကွန်ရောင်းမလေးနဲ့စီဂျယ်နဲ့စားကိုကျမမှွေပါမယ်။အဖြူခွရင်အနှစ်ပုံစံမျိုးဖြစ်သွားတဲ့အထိကိုကျမမှွေပြပါမယ်။ဒီလိုမျိုးအဖြူခွရင်အနှစ်ပုံစံမျိုးဖြစ်သွားတဲ့အထိကိုမှွေပါမယ်။အသားရည်ပါဆိုလက်အိတ်ဆိုပါလက်ရှိလို့ရှိရင်ဒီလိုကျမတို့ plastic အိတ်တာဆွတ်ချလိုက်ပါမှမဖြစ်။နော်လက်နဲ့တော့မမှွေပါနဲ့ရှင်တို့အသားရည်စားတော့မှဆိုလို့ပါရှင်။အခုဆိုရှင်ဒီနေ့ဆိုရပြီနော်ဒီနေ့ဆိုကျမရေစထည့်ပါမယ်ရေကိုတလားလို့ပေါ့နော်ရေ1လီတာချင်းစီထည့်ပြီးတော့မှွေပါမယ်ရှင်ဒီကျဲတဲ့ကိုစုပေါင်းရေ12ဘူးထည့်ပါမယ်ဒီမှာရေ12ဘူးဒီဟာကိုကျမရေကျဲကိုရေ12ဘူးထည့်မယ်ထည့်ပြီးတော့မှွေမယ်ပေါ့ပြီးရင်ဒီမှာဒီဟာက2ဘူးထည့်ထားပါတယ်အဲဆိုစုပေါင်း14ဘူးပေါ့နော်ဒီ2ဘူးတဲ့ကိုကြာကျမ SS ထည့်မှွေပါမယ် SS ကိုစိန်ထားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာက3ဘူးအဲ့ဒါကိုကျမ NAC ရဲ့ပေါ့နော် NAC ရဲ့ထည့်ပါမယ်ဘူးဒီကစုပေါင်း18ဘူးရှိပါပြီနော်ကဲဒါကိုမှွေပြပါမယ်ဘူးမှွေတဲ့အချိန်မှာပဲကျမ SS လေးနည်းနည်းဟိုဟာဖြစ်သွားအောင်လို့ကျမ SS ကိုနည်းနည်းမှွေပေးပါမယ်ပြီးတော့လို့ရှိရင်စားကိုလည်းအနည်းငယ်မှွေပါမယ်ဒီလိုလည်းပျော်သွားအောင်လို့ပေါ့နော်ကျဲတခုရဲ့ထိုင်မှုရရင်ပြင်းနေမှာဆိုလို့ပါရှင်ပြီးရင်တော့ထုံးစံတိုင်းပဲကျဲကိုတေချာလေးဂျီနဲ့တသားလေးဖြစ်အောင်မှွေရပါမယ်အခုအဆက်ရက်ဖြော်ထားတဲ့ဟဲကိုကျမအဆက်ဖြော်ထားတဲ့အရေးလောင်းထည့်ပါမယ်ရှင်ကဲအဲ့ဆိုစုပေါင်းဒီမှာက12ဘူးရဲ့2ဘူးရဲ့ဆိုတော့စုပေါင်း14ဘူးရှိပါပြီအဲ့နှစ်ခုကိုကျမရေလိုတသားလေးဖြစ်အောင်ကျမမှွေရပါမယ်ရှင်ရေ900 ml ထဲကိုကျမဝါရှင်ထည့်ပြီးမှွေပါမယ်ကျမအကုန်လုံးတက်စီခွဲမှွေပြပါတယ်ဒါကတော့နော်နီးမှန်ကမှန်လေးမှွေရတာဖြစ်ပါတယ်ဒီဝါရှင်ဟွာလေးပဲမှွေထားပါမယ်ရှင်ဒီထဲကိုကျမဝါရှင်ဖြော်ထားတဲ့ဟာကိုကျမထည့်ပါမယ်ထည့်ပြီးမှွေပါမယ်အခုလိုအရေးကြီးမြင်ရတဲ့နေရာကိုကျမအယောင်မှုန့်ထည့်ပါမယ်အနံ့ထည့်ပါမယ်ထည့်ပြီးတော့မှွေပေးပါမယ်အယောင်ကလိုတလောက်ထည့်လို့ရပါတယ်အနည်းအများတော့ကိုယ်စိတ်တိုင်းကြပုံမူတည်ပြီးထည့်လို့ရပါတယ်အခုလိုအကုန်ကြေသွားတဲ့အချိန်မှာကျမစားပြော့ရည်ကိုလောင်းထည့်ပါမယ်ရှင်ရောကျမပြစ်လာတဲ့အထိကျမမှွေပေးရပါမယ်ကဲအခုဆိုလို့ရှိရင်စတင်မျိုးပြစ်လာပါပြီရှင်ဖြော်တာကိုတိတာပါတယ်ပေါ့နော်ပြစ်မပြစ်ဆိုတာအဲ့ဒါကိုပဲကြည့်ပါတော့ရှင်ဒါကကျမရဲ့20လီတာ1300